NLFAA နဲ့အတူ ACC ဂျာနီကိုပြီးမြောက်အောင်အဆုံးအထိရှောက်လန်းနိုင်ခဲ့တဲ့ကိုစိုးတီဟာလင်းဟာ UAE နိုင်ငံဒူဘိုင်းမြို့မှာရှိတဲ့ EY Audit ဘက်မှာ Senior Auditor အဖြစ်စတင်တာဝန်ထမ်းဆောင်နေပြီဖြစ်ပါတယ်။ NLFAA မှာစီးရင်ငိုင်ပညာရပ်တွေကို LCCI ကနေစတင်သင်ယူခဲ့တဲ့ကိုစိုးတီဟာလင်းဟာ ACC UK ဘာသာရပ်တွေကိုလည်းထူးချွန်စွာဖြည့်ဆို့အောင်မြင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ACC UK ပတ်2မှာ AA, FR, Taxation ဘာသာရပ်တွေကိုထူးချွန်အမှတ်တွေနဲ့ဖြည့်ဆို့အောင်မြင်ခဲ့ပြီးမြန်မာ Pass တွေရရှိခဲ့သလို ACC UK ပတ်3 P Level မှာလည်း AFN, SPR ဘာသာရပ်တွေမှာမြန်မာ Pass တွေရရှိခဲ့တဲ့အပြင် ACC UK ရဲ့ Top Affiliate မြန်မာ Pass အဖြစ်စွတ်ဖူးရရှိခဲ့ပါတယ်။ ACC UK ပတ်2တက်ရကလေးကကိုစိုးတီဟာလင်းဟာလုပ်ငန်းအတွေ့အကြုံရရှိဖို့အတွက်မြန်မာနိုင်ငံမှာရှိတဲ့ Big Four ဘဏ်ကြီးများဖြစ်ကြတဲ့ Deloitte, KPMG လို Audit ဘဏ်ကြီးတွေမှာဝင်ရောက်လုပ်ကိုင်ခဲ့သလို ACC UK P Level ပြီးဆုံးတဲ့အချိန်မှာတော့ Emirates လေကြောင်းလိုင်းမှာ Internet Audit Associate အဖြစ်နဲ့တာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့နောက်မှာတော့ UAE နိုင်ငံဒူဘိုင်းမြို့မှာရှိတဲ့ EY Audit ဘက်မှာ Senior Auditor အဖြစ်တာဝန်ထမ်းဆောင်နေတဲ့အကြောင်းဂုဏ်ယူစွာဖြင့်တင်ပြလိုက်ရပါတယ်ရှင်။